DJ A Channel Remix ဒီအစီအစဉ်လေးမှာတော့ကိုထွေးခင်ပြန်လာပြီခင်ဗျာဗေဒကြီးအားလုံးဆောင်ဆိုင်နေတဲ့ကိုထွေးခင်ဟာအကာလေးနဲ့တဖန်ပြန်လေရောက်ရှိလာတာခင်ဗျာဒီတစ်ခါမှာလဲကိုထွေးခင်ဟာမတူညီတဲ့ကကွက်လေးတွေကိုတော့ယူဆောင်လာပြီခင်ဗျာဆရာကိုကျော်မင်းရဲ့မျက်နှာမပြတ်ရအောင်ကိုထွေးခင်ဟာတော်တော်လေးအကပညာမှာကျွမ်းကျင်နေရခင်ဗျာကျော်မင်းရဲ့တပည့်ပြီးပြီးကိုထွေးခင်ဟာအကတင်တန်းလေးတွေစပြီးတော့ဖွင့်နေပြီခင်ဗျာရန်ကုန်မှာတစ်ခုမန္တလေးမှာတစ်ခုဖွင့်ပေးထားတာခင်ဗျာကြီးစုနေတဲ့သူလေးတွေထဲမှာအကဝါဒနာရှင်လေးများပါရင်တော့ကိုထွေးခင်ရဲ့တင်တန်းလေးကိုအခုပဲတွားကြွားရိုက်ပါလို့အကြံပေးနေကြပါလေခင်ဗျာ DJ A Channel Remix DJ A Channel Remix A Channel Remix ဒီအစီအစဉ်လေးမှာတော့ကိုထွေးခင်ပြန်လာပြီဗေဒကြီးအားလုံးဆောင်ဆိုင်နေတဲ့ကိုထွေးခင်ဟာအကာလေးနဲ့တဖန်ပြန်လေရောက်ရှိလာတာခင်ဗျာဒီခါမှာလဲကိုထွေးခင်ဟာမတူညီတဲ့ကကွက်လေးတွေကိုတော့ယူဆောင်လာပြီခင်ဗျာဆရာကိုကျော်မင်းရဲ့မျက်နှာမပြတ်ရအောင်ကိုထွေးခင်ဟာတော်တော်လေးအကပညာမှာကျွမ်းကျင်နေရခင်ဗျာကျော်မင်းရဲ့တပည့်ပြီးပြီးကိုထွေးခင်ဟာအကတင်တန်းလေးတွေစပြီးတော့ဖွင့်နေပြီခင်ဗျာရန်ကုန်မှာတစ်ခုမန္တလေးမှာတစ်ခုဖွင့်ပေးထားတာခင်ဗျာကြီးစုနေတဲ့သူလေးတွေထဲမှာအကဝါဒနာရှင်လေးများပါရင်တော့ကိုထွေးခင်ရဲ့တင်တန်းလေးကိုအခုပဲတွားကြွားရိုက်ပါလို့အကြံပေးနေကြပါလေခင်ဗျာ DJ A Channel Remix ကိုထွေးခင်ဟာမတူညီတဲ့ကကွက်လေး DJ A Channel Remix ကျေးဇူးတင်ပါတယ်ခင်ဗျာ